야이. နောက်ဝေပြောမှနော်နင်းနဲ့ငါနဲ့အခုတွေ့ခဲ့တဲ့နေရာတွေကိုငါအကိုကြီးကိုဝန်ခံပြီးပြီလိုက်လည်းပြပြီးပြီအကိုကြီးကိုအကုန်လုံးငါဝန်ခံပြီးပြီအဲ့ကြောင့်မို့ကြောင့်ဟိုငါတို့နှစ်ယောက်အကြောင်းအကိုကြီးကအကုန်လုံးတည်နေလို့မို့ကြောင့်ငါအကုန်လုံးဝင်လဲခံပြီးပြီအကိုကြီးကိုလည်းငါတောင်းပန်ပြီးပြီအဲ့နင်းဘက်ကတောင်းပန်ပြီးပါဦးဟုတ်ဘာဖြစ်လို့ဆိုတော့အကိုကြီးကအကုန်လုံးကိုတည်နေလို့မို့ကြောင့်အဲ့ကြောင့်မို့ကြောင့်တောင်းပန်ပြီးပါဦးဟိုကလေးတွေရမှာအခုနင်းပြောရကြကလေးကိုတယောက်ထဲလုံငါ့ကိုပြောတယ်အခုじゃကလေးက2ယောက်တော့ရှိနေတာအဲ့ကလေးတွေရဲ့မျက်နှာလေးကိုလည်းကြည့်ပြီးပါဦးနင်းဘယ်လိုပြောမလဲဟာဟိုဘဒူးမျက်နှာမှာမထောက်ချင်းဒီလူမဲ့တဲ့ကလေးတွေမျက်နှာကိုတော့ထောက်ပြီးပါအောင်ဟာအဲ့လိုမှနင်းမတောင်းပန်မှုဆိုရင်နင်းလဲထိုင်းမှာအေးစစ်နေရမှာမဟုတ်ဘူးနင်းပြန်လာမှာပြန်လာရင်ဒီကောင်းမွန်ပြန်လာမှာမဟုတ်ဒီမှာတရားရင်ဆိုင်မယ်ရင်ဆိုင်ပြီးရင်နင်းဒီအမှုရွယ်ဖွင့်ရင်ဟိုထောင်းနေပါတယ်အဲ့လိုမျိုးကြမယ်အဲ့ဆိုရင်နင်မအဲ့လိုမျိုးထောင်းကြမယ်ဆိုရင်ထောင်းထွက်သမီးဆိုပြီးတော့နောက်ကလေးတွေရဲ့မှာဆေးရဟိုစားဘိုးသမီးဖြစ်မလားမသိချမ်းသာတဲ့လူရဲ့မှာသမီးဖြစ်မလားဟိုစားဘယ်လိုပြောမလဲဟိုကလေးတွေအသက်တွေပါပြည့်သွားတဲ့အချိန်ကြရင်အိမ်တော်ရဲ့သားကြသွားရင်ဒါမှမဟုတ်အသက်မပြည့်သေးခင်ကလေးတွေကမှဒီဟိုကျောင်းနေတာစာရီတာတော်ပြီးကမှပညာတာတော်ပြီးကမှအဲ့လိုမျိုးဒီနိုင်ငံတော်အလုပ်ကိုလုပ်ချင်တယ်ဆိုရင်ထောင်ထွက်သမီးဆိုရင်အလုပ်ကလုပ်လို့မရဘူးဘယ်တော့ပဲကိုအထောင်နင်းမအဲ့လိုမျိုးဝင်ခုချိန်မှာဝင်မခံမှုအတို့ယူမတောင်းပန်မှုဆိုရင်နင်အဲ့လိုမျိုးအဲ့နင်းရအဲ့မာနာကြောင့်ထောင်များကြသွားခဲ့ရင်နင်ကလေး2ယောက်ကစီရေးမှာထောင်ထွက်သမီးဆိုပြီးတော့မှဘာအလုပ်မှလုပ်ရမှာမဟုတ်ဘူးဘာယာရုမှလည်းရမှာမဟုတ်ဘူးအဲ့ကြောင့်မို့တော့နင်းသားသမီးတွေတော့ပဲပညာတော်နေပါစေထောင်ထွက်ဆိုတဲ့နာမည်နဲ့ကလေးတွေမှာဒီသူများရဲ့လိုမျိုးအလုပ်တွေလုပ်နေရမှာပင်မနဲ့အလုပ်တွေလုပ်နေရမှာအဲကြောင့်မို့ကလေးဘလူးမျက်နှာမှာမကြည့်ရင်နေပါအခုကြီးမျက်နှာကိုလည်းဟောပြုပြီးပါကလေးတွေမျက်နှာအဓိကထားပြီးတော့ကြည့်ပြီးပါကလေး2ယောက်ရဲ့ဆေးကိုကြည့်ပြီးပါဦးတောင်းငါဘက်ကအကိုကြီးကိုအကုန်လုံးဝင်ချပြီးတော့တောင်းပန်ပြီးနေ့ဘက်ကအဲ့လိုအကိုကြီးကိုတောင်းပန်ပြီးပါဦးငါအနုညွန့်ငါတောင်းပန်ပါတယ်ဟာအကိုကြီးကိုအဲ့လိုမျိုးတွေတောင်းပန်ပြီးပါဦးအမှန်တိုင်းလေးဖြစ်တာကိုတောင်းပန်ပြီးပါဦးအကိုကြီးကလည်းအဲ့တောင်းပန်တာလေးကိုဖတ်ပြီးပြင်လို့ပြောတာဒီကတော့မိသားစုမပြောဝဲခြင်းလို့ဒါမင်းတို့ငါခွင့်လုပ်ပေးတယ်လို့ပြောတာလေငါအခုမှုကောက်ဖွင့်လိုက်တာနဲ့မင်းက၄ခုခုနဲ့မင်းကမရခုံးမှုနဲ့ထောင်ကြမယ်ဒါအမှန်ပြောတာလေအေးငါမိမပုံမှန်73နဲ့တင်များစနစ်နဲ့ထောင်ကြမယ်အဲ့တော့ကြတော့9နှစ်စီကြပါကိုကြီးပြောတာမှန်တယ်အဲ့တော့ငါပြောတာကိုကြီးပြောတာမှန်တယ်အဲ့တော့သမီးတွေရှေ့ရေးဆိုတာလည်းသမီးတွေ2ယောက်ကဟလာကျောင်းဆရာမလျှောက်ချင်တော့လျှောက်မရဘူးကွာဥမာသဘောပြောရင်ထောင်ထွက်သမီးဆိုရင်ဒါဆရာမလုံးလို့မရဘူးသူကဝန်ထမ်းဘာဝန်ထမ်းမှလုံးမရဘူးဟုတ်အေးအဲ့ဒါမင်းကငါပြောတာအားကြောင့်မို့ကြောင့်ဟိုမိသားစုချင်းချင်းလည်းငါမပြုတ်ခွဲချင်ပါဘူးအားကြောင့်မို့ကြောင့်တောင်းအကိုကြီးတောင်းမှန်ပြပါဦးငါအခုဘာအကောက်မှလည်းဘာလိုင်းမှလည်းမသုံးတော့ကြအဲ့လိုမျိုးဟိုနင်းကိုအဲ့လိုမျိုးလှမ်းပြီးကမှနင်းကိုလှမ်းပြီးတော့အနုညွတ်ပြောဟိုကြောဘာမှပြောမရတော့မရအခုဒီဖိုင်းကနေငါထည့်ပြောလိုက်ရတာပါအဲ့ဒါလေးကိုတော့စဉ်းစားပြီးပါဦးမဝေနော်တောင်းပန်ပြီးပါဦးငါအကိုကြီးကိုအကုန်လုံးတောင်းပန်ပြီးပြီအကိုကြီးကလည်းနင်းတောင်းပန်တာကိုအမှန်တမ်းပြောရင်ဟာနင်းမာနာကြီးနေလို့မှုကြောင့်အဲ့ကြောင့်မှုကြောင့်အကိုကြီးကအဲ့လိုမျိုးလေးသူ့ကိုတောင်းပန်စီခြင်းလို့မှုကြောင့်အဲ့လိုတောင်းပန်ပေးလိုက်ပါဦးမင်းအခုမင်းစဉ်းစားကြည့်ကွာမင်းတို့အခုတွေးခဲ့တဲ့နေရာ၄နေရာမှာမင်းတို့လင်မယားခန်းမြောက်ခဲ့တာမင်းပြောရမှာဆိုအချိန်ပေါင်း60တန်မနေဘူးကွာငါပြောတာငါအဲ့ဒါတွေကိုငါနားလဲခွင့်လို့ပေးထားတယ်ကွာဒီအဲ့ဒါဟိုမှအခုမင်းဒီဖိုင်ကဒါဟာမဝီတေချာပေါက်ရောက်မယ်ဆိုပြီးတော့မှမင်းပြောချင်တယ်ဆိုလို့ပြောပြီးတော့မဝီကိုပြမယ်ဆိုပြီးမင်းကငါပြောတာအဲ့တော့ तू ကဖင်ပိတ်ညင်းနေတယ်အခုချိန်ထိအဲ့တော့ तू ဖင်ပိတ်ညင်းနေတာသူ့အတွက်အကျိုးရှိလားမရှိဘူးလားဆိုတာသိအောင်လို့မင်းကငါအခုမင်းပြောချင်းပြောဆိုပြီးတော့ငါရိုက်ပေးလိုက်တာကလေး2ယောက်အဲ့တော့ငါရိုက်တာမဟုတ်ဘူးမင်းကရိုက်ခဲတာဟုတ်တယ်မလားဟုတ်တယ်အေးဟုတ်ပြီအေးပြောကလေး2ယောက်မှာမျက်နှာလေးကိုကြည့်ပြပါအောင်ဟာဘဒုမျက်နှာမှာမငယ်ငယ်ဟာကလေး2ယောက်မှာဘာမှဟိုသူတို့မှာဟိုလူလောကအကြောင်းတော့မသိသေးတဲ့ကလေး2ယောက်မှာမျက်နှာလေးကိုကြည့်ပြပါတယောက်ကတနည်းနဲ့8လမင်းနဲ့မားတဲ့အချိန်တော့ဆိုကလေးက8လသားပဲရှိသေးတယ်အေးမင်းနဲ့စဖြစ်တဲ့အချိန်မှာကလေးက8လသားပဲရှိသေးတယ်အော်သူထိုင်းသွားတာက9လကျော်ဘဒုမင်းမတို့နဲ့ဘဒုရွာတဲ့လူတွေမျက်နှာမကြည့်ကြည့်ဟိုဘဒုမျက်နှာမှာမကြည့်ကြည့်ကလေး2ယောက်မှာမျက်နှာလေးတော့ကြည့်ပြပါအောင်ကလေး2ယောက်ကအဲ့ကလေး2ယောက်ကဘာပြစ်မှမရှိဘူးလေနေနဲ့အကိုကြီးရမှာအသက်ကလေးတွေဖြစ်နေကြတာဘာဖြစ်လို့ဆိုတော့သူတို့မှာလူငယ်လေးတွေမှုကြောင်းပါ
ကလေးနှစ်ယောက်မှာဆေးတွေကိုကြည့်ပြီးပါဦးငါခုနပြောသလိုပေါ့ဟာအဲ့လိုမျိုးဒါနေတာမာနာထောင်မာနာကြီးနေပြီကမှအကိုကြီးကိုမတောင်းမှဘူးဆိုအကိုကြီးကအဲ့လိုမျိုး အမှုဖွင့်ပါ ဖွင့်ပါ ဖွင့်ပါ ဖွင့်လိုက်ချင်း တေချာပါဖွင့် ထောင်ကြထောင်ဒီပါရောက်သွားရင်ဟိုနင်တို့တွေငါတို့တွေဆိုတာဟိုဘာမှမဖြစ်တော့ဘူးဒီကိုကဝန်ထမ်းနေတယ်မဖြစ်တော့ဘူးအခုနင်းရမှာသမီးနှစ်ယောက်ကအခုဟိုစားကိုကမှလူငယ်မယ်လေးဆိုတော့သူတို့ပညာတွေပါတောလာခဲ့ရင်အစိုးရဝန်ထမ်းလုပ်ချင်လုပ်လို့မရတော့ဘူးအခုကလည်းအစိုးရဝန်ထမ်းလုပ်မှအဆင်ပြေတာအားကြောင့်မကြောင့်ပါ အဲ့ကြတော့အခုငါအကောင့်ကို तू ကပတ်ပြီးတော့ပြေးနေတာအဲ့ဒါမင်းအခုတခါလေးပြောငါအကောင့်လာအခန့်လာအပ်ပြီးတော့လာတောင်းမှန်လို့နော်မင်းတင်မင်းပြောမင်းပြော အကိုကြီးကိုတောင်းမှန်မှုအရေးကိုအကိုကြီးအကောက်ကလေးကိုလက်ခံပြီးကမှအကိုကြီးကိုတောင်းမှန်ပြလိုက်ပါဦးအကိုကြီးကလည်းအဲ့ဟိုစားနင်းအကောက်မအဲ့လိုမျိုးကြောင့်ပြောနေတာအကိုကြီးကိုအဲ့လိုမျိုးပတ်ပြေးမနေပါနဲ့ပြေးလို့လည်းရမှာမဟုတ်ဘူးလို့လက်မ မလုပ်ဘူးဟဲ့ နော် तू ဖွင့်နေမြငါအကုန်သိနေလို့ဆိုတာ तू အကောင့်နေငါအကုန်သိတယ်အခုနှင်းဆက်ပြူဆိုတာလည်းငါသိတယ်ကာယံဆိုတာလည်းငါသိတယ်မင်းကိုပြောရင်အကုန်သိတယ်ကွာလေပြေတွေရောသိတယ်အကုန် လက် လုံး ခံပြီးကမှနင်းတောင်းမှန်လိုက်ပါဦး อืม နော် အဲ့လိုမျိုးနင်းနိုင်ရင်ဒါ နင်းတကယ်လို့များနင်းမမတောင်းမှန်ဘူးဆိုရင်ငါတယောက်တည်းရဲ့နင်းမှာနင်းအသက်ကလေး2ယောက်ရှိတယ်နင်းနဲ့အကိုကြီးမှာအသက်ကလေး2ယောက်ရှိတယ်အဲ့ကလေးတွေမျက်နှာလေးကိုဖာပြုတ်ပေးပါဦးနော်ငါကတော့ငါတယောက်တည်းရဲ့ငါအခုငါတယောက်တည်းပြင်မဲ့ မင်းတယောက်တည်းလို့ပြောလို့မရဘူးလေမင်းဆိုလိုချင်တာမင်းမိမရှိသေးတာပဲမင်းအဲ့ဒါသွားပြောလို့မရဘူးဆိုတာမင်းငယ်ငယ်ဆိုကမင်းကလည်းဒီတိုင်းကြည့်နေမှာမဟုတ်ဘူးလေသူကလည်းထပ်ပြီးတော့မင်းအမှုထောက်ဝင်ပြဿနာထားချမှာဆရာ မဟုတ်လေ မင်းသူကလည်း ညီလေးပြောတာကလေးအဓိကကလေး2ယောက် မှန်တယ်မှန်တယ်မှန်တယ် လူမမဲတဲ့ကလေး2ယောက်မှာမျက်နှာကိုကျွန်တော်ကဟိုဖာပြူတာအဓိကထားတာအားကြောင့်မဟုတ် အဲ့ဒါပြောပြလိုက်ဦးမင်းအခုမင်းကငါမိမကိုလိန်လာညာတာပေါ့ကွာအခုကဒါအိမ်အောင်မရှိဘူးဒါမှမဟုတ်လေအိမ်အောင်ကွဲနေဆိုပြီးတော့မင်းဘယ်လိုပြောတာလဲအိမ်အောင်မရှိဘူးလို့ပြောတာလားအိမ်အောင်ကွဲနေပြောတာလား ကွဲနေလို့ပြောတာ အေးတကယ်တမ်းကျတော့ဒါကွဲနေတာမဟုတ်တရားထဲမှာမင်းအိမ်ကစိတ်ဆိုးပြီးတော့ဆင်းသွားတာဒါ3လလောက်ပဲရှိသေးတယ်သဘောပဲပါလားဒါကမင်းရဲ့တော်ကြီးပေါ့ကွာမင်းတော်ကြီးနဲ့မင်းဒါငါမိမကိုချုပ်ရတာအဲ့တော့ယောက်ျားလေးချင်းကအဲ့ဒါတွေပြောမနေတော့ဘူးချီကြောက်လဲရေနှူးမနေတော့ဘူးအဲ့တော့ထားရတော့အဲ့ဒါတွေကပြီးပြီးသားကိစ္စတွေဟုတ်ပြီနော်အေးအဲ့တော့မင်းငါပြောတာမင်းတို့မိသားစုနှစ်စုပြိုကွဲမှာနော်အေးမင်းမိသားစုနဲ့မင်းပြိုကွဲမယ်ဟလာငါမိမလည်းငါမိမမိသားစုနဲ့ပြိုကွဲမယ်ပို့ဆိုတာငါမိမမှာသမီး2ယောက်ရှိရတဲ့အတွက်ကြောင့်ပို့ပြီးတော့ဆိုးမယ်ပို့ပြီးဒုက္ခရောက် ဟုတ်တယ်ကွ ဟလာမင်းတို့ကတော့လင်ကိုများ2ယောက်တည်းမင်းတို့အခုရတာဘယ်လောက်6နှစ်လားလား ဟိုဟာရတာ4နှစ်ကွဲတာဟိုစီက3နှစ်စီပါ အဲ့တော့9နှစ်ပေါ့နော်မင်းတို့အိမ်အောင်ကြ9နှစ်ရှိပြီအဲ့တော့ဘာပဲပြောပြောဟုတ်လားဒီဥစ္စာကတော့ကိုယ့်ကိုစဉ်းစားရမယ့်အပိုင်းတွေထမင်းစားကြီးတာပဲချီစားကြီးတာမှမဟုတ်တာဟုတ်လားအေးအဲ့ကြတော့ထမင်းစားကြီးတဲ့လူဆိုရင်တွေးတတ်ပါတယ်ဒါနော်ငါရှင်းပြရင်ငါလူချင်တာတစ်ခုတည်းပဲ ကိုကြီးမနေ့ဟိုနေ့တော့ပြောသလိုပေါ့ဟိုကြာလူအသက်တဝက်ထဲကိုရောက်နေပြီပဲကျွန်တော်တို့တွေကအားကြောင့်မလို့စဉ်းစားဘလို့ပဲဖြစ်ဖြစ်စဉ်းစားစရာကိုဘလို့ဒါတွေးတတ်တဲ့အရွယ်ရောက်နေတိုင်းမှာမတွေး အဲ့တော့မင်းဆိုရင်30နဲ့တစ်နှစ်ထဲမှာသူဆိုရင်32နှစ်ထဲမှာဒါမင်းတဲ့သူကတစ်နှစ်ကြီးတယ်အေးအဲ့ကြတော့ဟိုပြောချင်တာတက်တန်းတော့ကျိုးနေပြီပေါ့ကွာအေးအဲ့တော့အရွယ်လည်းရောက်နေပြီအဲ့တော့ကိုယ့်ကိုစဉ်းစားဂျန်တဲ့အပိုင်းကတော့ဒါသူ့အပိုင်းလीနော်အဲ့တော့မင်းပြောချင်တယ်ဆိုလို့အခုဒါရိုက်ပြီအခုဒါတင်ပေးမယ်ပို့ပေးမယ်ဟုတ်လားအေးပြောလိုက်တော့ မဝေငါ အဲ့ဒါမင်းညီကုန်းချုပ်လိုက်တော့ ငါဟိုနောက်ပိတ်ဆုံးပြောတာပါဟိုကြာအကိုကြီးကိုတောင်းမှန်လိုက်ပါဦးငါမျက်နှာကိုလည်းငဲ့ပြီးကမှတောင်းမှန်လိုက်ပါဦးနော်အကိုကြီးကိုအဲ့ဒါအဲ့လိုလေးများတောင်းမှန်လိုက်ပါဦးငါလည်းအကိုကြီးကိုတောင်းမှန်ပြီးပြီနော် ထိုင်ကိုကြော့ပြီးပြောလိုက်ကွာ ထိုင်းလဲငါအကိုကြီးကိုကြော်ပြီးပြီနော်အဲ့ကြောင့်မို့ကြောင့်နင်းဟိုစားတောင်းမှန်လိုက်ပါဦးငါအဲ့ဒါအနုညွတ်တောင်းမှန်တာပါနင်းကိုတည်းငါတောင်းမှန်တယ်အကိုကြီးကိုတောင်းမှန်မှုအကြီးကိုနော်အဲ့ဒါလေးကိုငါ့ဟိုညက်ပြီးတော့လှုပ်ပြီးပါအောင်ဟာနှုတ်မဲ့ဝေး ရပြီနော်